ဒါပေမဲ့အကိုရဲမောင်ကငါတို့တိတာကြပြီသူကအရင်ရိုးသားတယ်ဟာစင်းရဲရင်ဇရိုက်ကပြတ်တတ်တာပဲကွာဒီလောက်ငွေအများကြီးကိုသူမြင်တော့သူလည်းစိတ်တက်ပျက်စီးသွားမှာပေါ့ငါတို့ကိုဝေစုခွဲမပေးခြင်းမူအဲ့ဒါကြောင့်သူဒီလိုမျိုးရိုးသားခြင်းအောင်စောင့်နေတာမင်္ဂလာပါရှင် Erin Story Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့လည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ရိုးရာပုံမြင်လေးတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာအဆုံးထိကြည့်သွားကြမယ်နော် Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်တခါတော့ငါရွာတရွာမှာရဲမောင်လို့ခေါ်တဲ့ရိုးသားပြီးဆင်းရဲတဲ့လူတစ်ယောက်ရှိခဲ့တဲ့တနေ့တော့သူအလုပ်ကနေပြန်လာတဲ့လမ်းမှာသူငွေတုပ်ကြီးတစ်ခုကိုကောက်ရခဲ့တယ်ဒီနေ့ပြန်လာတာနည်းနည်းနောက်ကျတယ်နော်နေကောင်းရဲ့လားခဏကိုကတော့နေကောင်းပါတယ်ကွာဒါပေမဲ့စိတ်ကတော့မကောင်းဘူးဘာဖြစ်လို့လဲတတိနဲ့တခုခုပြဿနာဖြစ်လာလို့လားဒါမှမဟုတ်ဒီနေ့လှုပ်အားကနဲသွားလို့လားမဟုတ်ဘူးကွအဲ့ထက်ပိုဆိုးတယ်ဘာဖြစ်လာတာလဲပြောစမ်းမအောင်ကျမစိုးရင်လာပြီရှင်သားလေးကရှင်ကိုစောင့်နေတာကြပြီနော်အခုကလေးအိပ်ပြောသွားပြီလားခုနကပဲတိတ်လိုက်တာအခုပြောစမ်းမအောင်ဘာဖြစ်လာတာလဲဒါကိုကြည့်စမ်းမအောင်ဒါဘာကြီးလဲတတိယလက်ဆောင်ပေးလိုက်တာလားဒါကအလေးကြီးနော်မဟုတ်ဘူးကွဒါကိုဈေးထဲကနေဖြတ်တော့လမ်းထောင်တစ်ခုမှတွေ့ခဲ့တာကောက်ရလာလားအတွင်းမှာဘာရှိလဲကြည့်ပြီလားမကြည့်ရသေးဘူးငါကြည့်ဖို့တတိမရှိလို့ဒါပေမဲ့လက်နဲ့စမ်းကြည့်တာတော့အထဲမှာငွေတွေအများကြီးထင်နေငွေတွေလားဘယ်သူငွေတွေလဲရှင်ဒါကိုဘာလို့ယူလာတာလဲပိုင်ရှင်ကိုရှာပြီးပြန်ပေးလိုက်ရောပေါ့ဘယ်သူကိုပြန်ပေးရမှာလဲငါပက်ပက်လဲရှာကြည့်သေးတယ်ဘယ်သူကိုမှမတွေ့ဘူးအဲ့ဒီနာမှာလူတွေကလည်းအများကြီးဟာဘယ်သူကြကြံခဲ့တယ်ဆိုတာသိဖို့မလွယ်ဘူးအဲ့ဒါကြောင့်အင်ကိုယူလာမယ်ဆိုပြီးစဉ်းစားလိုက်တာမနှက်ဖြန်မှာဈေးကိုသွားပြီးသတင်းလွတ်လိုက်မယ်တယောက်ယောက်ကလာရှာရင်စစ်စစ်မေးမြန်းပြီးတော့ပြန်လိုက်မှာပေါ့ကြည့်ရအောင်တခါတော့ဖွင့်ကြည့်ပါအောင်ငါကတော့ရင်တွေခုန်ပြီးခြေလက်တွေအေးဆက်နေပြီငါလည်းရင်တွေတုံနေတဲ့အေဂရီဘဝမှာဒီလောက်ငွေတွေအများကြီးတခါမှဒီလိုမျိုးမမြင်ဘူးဟုတ်တယ်ဒီလောက်ငွေတွေအများကြီးရေတွက်လို့တောင်ကုန်မှာမဟုတ်ဘူးအခုငါတို့ဘာလို့ကြောက်မလဲအေဂရီဒီငွေတွေကငါတို့ဟာမဟုတ်ဘူးဒါကိုပိုင်ရှင်ကတေချာပေါက်ယူသွတ်လောက်အောင်ရှာနေမှာပဲဒါပေါ့ဒါပေမဲ့ငါတို့သားအကြောင်းတစ်ခါလောက်ငှဲ့တွေးကြည့်ပါဦးဆရာဝန်ကဘာပြောတယ်ဆိုတာရှင်မေ့နေပြီလားသူကိုကောင်းကောင်းမွန်မွန်ကုသဖို့ဆိုငွေတွေအများကြီးလိုတယ်ငါတို့အတွက်ကတော့ဘာဘူးဆရာလိုလဲရှင်တနေ့စာတနေ့အတွက်ပဲရှိတာကိုငါနားလဲတဲ့အေဂရီငါအားလုံးကိုသိတယ်ဒါပေမဲ့သူများငွေနဲ့စိတ်ကူးတောင်းမှုလုပ်ရင်ဖះသခင်ကတော့ငါတို့အသားကိုကောင်းမွန်လုပ်ပေးမှာတဲ့လားဒါကမကောင်းမှုကိုလုပ်တာနဲ့အတူတူပဲလေဟာကျမမကောင်းမှုအကြောင်းမသိဘူးကိုမကျမသားသမီးရဲ့မျက်နှာလေးပျော်ရွှင်တာကိုမြင်စင်တာဘယ်လောက်ကြာပြီလဲကလေးကအင်ကြီးတက်ထဲဝယ်ပေးဖို့အတွက်ပူစားနေတာငါတို့မပေးနိုင်ခဲ့ဘူးဒီငွေနဲ့ဝယ်ပေးလိုက်ကြမယ်လေမလောက်ပါနဲ့အေဂရီမင်းနောက်တစ်ခါဒီလိုစကားမျိုးပါဇက်ကနေတောင်မထွက်စေနဲ့ဒီငွေကသူများပိုင်တဲ့ငွေကွာငါမနှက်ဖြန်ချက်ချင်းပိုင်ရှင်ကိုရှာပြီးပေးလိုက်မယ်ရှင်ပြောတာကိုကျမလည်းနားလဲပါတယ်ဒါပေမဲ့စိတ်ထဲကတော့သဘောမတူချင်ဘူးရှင်ငါတို့မှဘလောက်ဆင်းရဲရလဲဖះသခင်ကငါတို့ဘက်ကိုတခါမှလက်မကြည့်တော့ဘူးလားဖះသခင်ကငါတို့ကိုစမ်းသပ်နေတာအေဂရီငါတို့သိခံမို့လိုတယ်ဒီစမ်းသပ်မှုမှာအောင်မြင်မို့လိုတယ်မင်းစိတ်မပူပါနဲ့ဖះသခင်လှုပ်သမျှအရာအလုံးကငါတို့ကောင်းကျိုးတွေအတွက်ပါအခုဒီအိတ်ကလေးကိုဂီယိုတဆိုင်သေးချာတင်ထားပါမနှက်ဖြန်ဈေးကိုသွားတာနဲ့ငါလိုက်မေးကြည့်မယ်ကောင်းပါပြီရှင်ကြိုက်တယ်လို့လုပ်ပါဒါပေမဲ့ကျမကတော့တခုခုကိုကြောက်နေတယ်မကြောက်ပါနဲ့ငါတို့ယူသားနေတဲ့၍ဖះသခင်ကငါတို့ကိုကာကွယ်ပေးမှာပါဒီလိုနဲ့နောက်တနေ့မနေ့ခင်းမှာရဲမောင်ကရွာလေးကကွင်းပြစ်မှထိုင်နေတော့သူ့စီကိုရဲနောင်နဲ့သူ့တငယ်ချင်းရှောက်လာတယ်ဈေးတစ်ခုလုံးခမည်းတဲ့တွေပြက်နေပြီကျွန်တော်ကြားတာခမည်းငွေတုပ်ရှာတွေ့ထားတယ်ဆိုဘဲမှလည်းကြည့်ရအောင်ဒါကကြည့်စရာမဟုတ်ဘူးဘယ်သူဟာဖြစ်ဖြစ်ငါပြန်ပေးမယ်ပြန်ပေးမှာလားခမည်းယူနေပြီလားနေများမကောင်းဘူးလားဖះသခင်ကကိုယ်တိုင်လက်နဲ့တခုခုပေးတဲ့အခါဒါကိုပြန်မပြစ်ပေးရဘူးဗျဒါကမင်းကန်ချောင်ရတဲ့ငွေတွေလေဒါကငါတို့ပိုင်တဲ့ငွေမှမဟုတ်တာဒါကသူများရဲ့ချွေးနှဲစာနဲ့ရထားတဲ့ငွေတွေလေငွေဆုံးရှုံးသွားတဲ့သူနေရာမှာတခါမှမင်းတို့စဉ်းစားမကြည့်ဘူးလားမစဉ်းစားချင်ပါဘူးဗျာဒီမှာဟိုလိုဒီလိုတွေရှောက်ပြောပြီးငွေတွေကိုခမည်းတယောက်တည်းယူထားလို့တော့မရဘူးနော်အကိုခမည်းကျုပ်တို့ကိုလည်းဝေစုခွဲပေးရမယ်ဘာကိုဝေစုခွဲရမှာလဲဒါကခိုးထားတဲ့ငွေမလို့လားဝေစုခွဲရမယ်ဆိုတာမင်းတို့ဒီကနေထွက်သွားကြသွားဒီမှာအကိုကောင်းမှမနေနဲ့ရိုးလေးပဲစဉ်းစားခမည်းကစင်ရဲသားတယောက်တနေ့ကုန်ထမ်းတာနဲ့ခမည်းဘလောက်ရှာနိုင်မှာမလို့လဲဒီငွေလေးရရင်ခမည်းသားကျမ်းမာရေးအတွက်ဈေးကောင်းကုသပေးနိုင်မယ်ခမည်းအမျိုးသမီးလည်းပျော်ရွှင်ရမယ်ဒီမှာ
ဘလို့ဖြစ်ဖြစ်ငါသူများငွေနဲ့တော့ငါမိသားစုပြေးလဲတာမျိုးမလုပ်ဘူးကွာဒီမှာကိုသူတော်ကောင်းဆက်လန်းနေငါတို့ကိုလာရိုက်ပြမနေနဲ့ငွေပဲမှာထားတယ်ဆိုတာသာငါတို့ကိုပြောလိုက်ကောင်းကောင်းတောင်းနေတော့ပေးလိုက်တော့အကိုမဟုတ်ရင်ဘာလုပ်မှာလဲငါပေါ်အင်အားသုံးပါလားငါအခုချက်ချင်းအော်ပြီးလူစုလိုက်မယ်ဟေးမောင်မြင့်ရက်လိုက်သူကငါတို့အကိုသူနဲ့ဘလို့အင်အားသုံးလို့ရမှာလဲအကိုကျွန်တော်တို့စကားကိုနောက်တစ်ခါပြန်စဉ်းစားကြည့်ပါငွေကိုငါတို့၃ယောက်ခွဲယူမယ်မင်းဘဝကြီးပြောင်းလဲသွားမှာနော်ငါဘဝပြောင်းလဲဖို့မလိုဘူးကွငါဒီအတိုင်းနေရတာငါကျေနပ်တယ်မင်းတို့ငါ့ကိုမနှောက်ယှက်ပါနဲ့ဟေးဒီမှာဘာဖြစ်နေကြတာလဲကွမနဲ့စောစီစီဒီလောက်ဆူညံနေတာဦးလေးဒီမှာလေကိုကြီးရဲမောင်ကငွေအကြီးတအိတ်ရှာတွေ့ထားတယ်ကျွန်တော်တို့ကသူ့ကိုပြောတာကျွန်တော်တို့ငွေကိုခွဲဝေယူပြီးသုံးလိုက်ကြမယ်ဒါပေမဲ့သူကသူတော်ကောင်းရောင်ဆောင်နေတယ်ဦးလေးရေရဲမောင်ဒါအမှန်ပဲလားကွဟုတ်တယ်ဦးလေးကျွန်တော်အကြီးတအိတ်ရှာတွေ့ထားတယ်ဒါကြောင့်ပိုင်ရှင်ကိုရှာနေတာဒါပေမဲ့သူတို့ကကျွန်တော်ကိုငွေကိုခွဲဝေယူဖို့လာပြောနေကြတယ်မောင်မြင့်ရဲနောင်မင်းတို့သူ့ကိုသူ့ဟာသူနေခွင့်ပေးလိုက်ကြပါသူမှန်တယ်ထင်တာကိုပဲလွတ်ခွင့်ပေးလိုက်ကြပါသူများဥစ္စာကိုလောဘထားတာမကောင်းပါဘူးကွာဦးလေးပါဇက်ကနေတော့ဒီလောက်ကြီးကျယ်စကားတွေမပြောသင့်ပါဘူးဗျာဦးလေးမှဆင်းရဲတယ်ဆိုတာဘာမှမသိတာကောင်းပြီဦးလေးကဒီလိုပြောနေမှတော့ကျွန်တော်တို့သွားတော့မယ်ဒါပေမဲ့အကိုရဲမောင်နောက်ဆုံးတစ်ချိန်ကျွန်တော်ပြောမယ်နော်တေချာပြန်စဉ်းစားကြည့်ပါတဘွားလုံးဆင်းရဲဒုက္ခခံနေရတာထက်တနေ့တည်းနဲ့ချက်ချင်းလက်ငင်းဘဝဟာကောင်းစားသွားမယ်စဉ်းစားကဲသွားကြရအောင်ရဲနောင်လာဦးလေးကျွန်တော်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်နေတာပါနော်ကျွန်တော်ဇနီးလည်းမနေညာကမင်းအရက်မှန်တဲ့အလုပ်ကိုပဲလုပ်နေတာပါသားမင်းဇနီးကတော့သူ့စိတ်ခံစားချက်အလျောက်တခုခုပြောမိမှာပေါ့ဒါပေမဲ့သူလည်းသိပါတယ်မင်းမှန်နေဆိုတာရိုးသားမှုရှိဖို့ဆိုတာအင်မတန်ခက်ခဲတယ်ဒါပေမဲ့ဒါကရွှေထက်အဖို့တန်တယ်မင်းပိုင်ရှင်ကိုရှာနေတာဖះသခင်ကမင်းနဲ့အတူရှိနေပါတယ်ဒါပေမဲ့နည်းနည်းတော့မင်းတတိထားရမယ်နော်ဘာအတွက်တတိထားရမှာလဲဦးလေးမင်းငွေတော့ကောက်ရထားတယ်ဆိုတဲ့သတင်းကပြန့်နှံ့သွားခဲ့ရင်ရဲနောင်တို့လိုလူမျိုးလောဘကြီးတဲ့လူတွေကမင်းကိုဒုက္ခပေးလာနိုင်တယ်ကွကျွန်တော်ဘယ်သူ့ကိုမှမကြောက်ဘူးဦးလေးဖះသခင်ကျွန်တော်နဲ့အတူရှိနေတယ်ဆိုတာကျွန်တော်ယုံတယ်အကုန်မြင့်ဆွေအခုဆိုင်မှာဘယ်သူများငွေပြောက်တယ်ပြောပြီးလာရှာကြတာရှိလဲဗျဘာလို့လဲရဲမောင်ဘာဖြစ်လို့လဲကျွန်တော်မနေ့ကငွေအိတ်တအိတ်ကောက်ရထားတယ်လေအဲ့ဒါကြောင့်လိုက်မေးကြည့်နေတာအော်အဲ့ဒါကြောင့်လူတွေပြောနေကြတာပေါ့တချို့ကတော့မင်းကိုငတုံးလို့ပြောနေကြတယ်တချို့ကတော့မင်းကိုကြီးမြတ်တယ်လို့ပြောနေကြတယ်ငါခုမှပဲကောင်းကောင်းသဘောပေါက်တော့တယ်ဘယ်သူကဘာပြောပါဗျာကျွန်တော်ကြီးဦးဆိုင်ပါဘူးကျွန်တော်လုပ်ရမယ့်တာဝန်ကိုလုပ်နေရုံပါပဲအဲ့ဒီအချိန်မှာပဲလူတစ်ယောက်ပြေးလာပြီးအကိုကရဲမောင်လားအကိုငွေအိတ်တအိတ်ကောက်ရထားတယ်ဆိုဟုတ်တယ်ကောက်ရထားတယ်မင်းကဘယ်သူလဲကျွန်တော်ကအကိုရှာနေတဲ့အဲ့ဒီကန်ဆိုးသူပါပဲအဲ့ဒါကျွန်တော်အိတ်ပါဖះသခင်ကကျွန်တော်ဆူတောင်းကိုကြားသွားတာပဲအကိုကျွန်တော်အိတ်ကလေးကိုပြန်ပေးပါဗျာခဏဆောင်ပါအောင်ဒီလောက်မလောပါနဲ့ဒါမင်းအိတ်ပါဆိုတဲ့အထောက်ထားမင်းမှာပါရှိလေအထောက်ထားကျွန်တော်ငွေပြောက်သွားတာပဲလေဒါအထောက်ထားပဲကျွန်တော်စီးပွားရေးလုပ်နေတဲ့ငွေတွေအားလုံးပါသွားတယ်ဒါတော့ကျွန်တော်နားလဲပါတယ်အိတ်ကဘယ်လိုပုံစံလဲပြောပြပေးနိုင်မလားဟုတ်တယ်အမဲရောင်အထည်စားအနက်ရောင်အိတ်ကတရေပါကောင်းပြီအတွဲမှာငွေဘယ်လောက်ရှိသလဲငွေ9000-6000လောက်တော့ရှိမယ်ကျွန်တော်အတိအကျမရေးထားဘူးဗျကောင်းပြီပါရန်တွေလဲဘယ်လိုမျိုးပုံစံတွေလဲတချို့က900ကျပ်တန်ဟုတ်တယ်အားလုံး900ကျပ်တန်တွေကြီးပဲအကိုကျွန်တော်ကိုမြန်ပေးပါဗျာကျွန်တော်မှာကလေးတွေရှိတယ်စိတ်မကောင်းပါဘူးညီနောင်မင်းပြောတဲ့ပုံအတိုင်းဆိုရင်ဒါကမင်းဟာမဟုတ်ဘူးကွကျွန်တော်ဟာမဟုတ်ဘူးဆိုတာဘာလို့ဆိုလို့တာလဲခမ ्या ကစင်းရဲသားဆိုတော့ကျွန်တော်ငွေကိုတက်ကြားတဲ့ကလိုချင်နေတာလားကျွန်တော်ရဲခေါ်လိုက်မှာနော်ဒီမှာညီလေးမင်းရဲခေါ်ခြင်းခေါ်မင်းလှုပ်ချင်တာလို့မင်းဖြေတဲ့အဖြေတွေကငါမေးတဲ့မေးခွန်းတွေရဲ့အဖြေနဲ့မကိုက်ညီဘူးကွမင်းခုထွက်တော့ဒီလိုနဲ့အဲ့ဒီလူဟာလူတွေကြားထဲမှာတိုးဝင်ပြီးပျောက်ကွယ်သွားခဲ့တယ်မင်းလူတယောက်ကိုကောင်းကောင်းရှောင်လိုက်နိုင်တာပဲရဲမောင်မင်းအယမ်းညံကောင်းတယ်လောဘကလူကိုမျက်စိကန်းစေတဲ့အကုန်မြင့်ဆွေဒီလိုနဲ့ရဲမောင်အင်ကိုပြန်လာခဲ့တယ်အင်ကိုပြန်ရောက်တော့သူ့ရဲ့အမျိုးသမီးကသူ့ကိုမေးတော့တာပေါ့အကိုငွေအိတ်ပိုင်ရှင်ရဲ့တရင်ရပြီလားမရပါဘူးကွာဒါပေမဲ့လူတယောက်လှုပ်ကြံပြီးလာတောင်းတယ်ငါမောင်းထုတ်လိုက်တယ်ရှင်တစ်နေ့လုံးဒီကိစ္စပဲလုပ်နေတာလားကို့အလုပ်ကိုဘယ်တော့ပြန်လုပ်မှာလဲဒီနေ့ဝင်ငွေရလားဒီနေ့အလုပ်သိမ့်မရဘူးကွာငါစိတ်ကလည်းအစင်မပြေလို့စိတ်အစင်မပြေဘူးတဲ့လားကျမတို့ဖြည့်ရှင်းရမယ့်ပြဿနာကငွေအိတ်ထက်တောင်ပိုလေးတယ်နော်ဒီနေ့ဥစိန်ရဲ့ဇနီးအိမ်ကိုလာသွားတယ်ဘာလို့လာတာလဲကျ
ကျမကိုနားချဖို့လာတာသူကပြောတယ်ရှင်အုံနောက်ချိုယွန်းသွားပြီတဲ့လက်ထဲရောက်နေတဲ့ငွေကိုချီနဲ့ကန်ထုတ်နေတယ်တဲ့ကိုသားကျမရေးကိုမစင်စားပဲသူများအတွက်စဉ်းစားနေတယ်တဲ့အဲ့တော့မင်းကသူ့စကားကိုနားထောင်လိုက်ရောလားကျမဘာလို့ရမှာလဲလူတိုင်းကကျမတို့ကိုဟာသားလုံနေကြတယ်တချို့ကသူတော်ကောင်းလို့ပြောတချို့ကတော့ငတုံးလို့ပြောကျမဒါတွေကိုမခံနိုင်တော့ဘူးရှင့်ဒါဆိုအခုမင်းကဘယ်လိုလုပ်ချင်လို့လဲငါတို့ငွေတွေကိုယူပြီးထွက်သွားရင်ငါတို့တခိုးဖြစ်သွားမှာပေါ့ကွာကျမအဲ့လိုမပြောခဲ့ပါဘူးကျမတို့ဒုက္ခအကြောင်းပြောနေတာကျမသားကိုကြည့်ရင်ကျမရင်ဘက်တွေကွဲတော့မလို့ပဲရှင်ရှင်ကကျမတို့ဒုက္ခကိုမသိဘူးလားငါအားလုံးကိုသိတယ်အေဂရီငါကမပူဘူးလို့မင်းထင်လို့လားဒါပေမဲ့ငါတို့ဒီလိုဆိုပြီးတော့လဲမှားတဲ့လမ်းကိုမလိုက်နိုင်ဘူးကွာကျေးဇူးပြုပြီးမင်းငါ့ကိုပို့ပြီးအားနဲ့အောင်မလုပ်ပါနဲ့ကွာငါ့ကိုငါယုံကြည်ချက်နဲ့ငါပဲရှိနေကွန်ပေးစမ်းပါဒီလုံးနဲ့ရက်အနေငယ်ကုံလွန်သွားခဲ့တယ်တွေ့လားခုဆိုရင်9ရက်တိတိရှိသွားပြီအခုထိပိုင်ရှင်မတွေ့သေးဘူးကွာဘာပြောချင်တာလဲဒီမှာရိုးရိုးလေးပဲစဉ်းစားကြည့်ကွာသူအမှန်တကယ်ငွေကိုအကုန်ယူမဲဆိုတဲ့အတွေးနဲ့အခုပိုင်ရှင်ရှာတဲ့ဇလန်းကိုလုတ်ပြီးအချိန်ကုန်နေတာရက်အနေငယ်ကြာရင်လူတိုင်းဒီအကြောင်းအရာကိုမေ့သွားမယ်ဒါဆိုငွေကသူ့ငွေဖြစ်သွားမယ်အဲ့လိုလည်းဖြစ်နိုင်တာပဲနော်ဒါပေမဲ့အကိုရဲမောင်ကငါတို့သိတာကြပြီသူကအရင်ရိုးသားတယ်ဟာစင်းရဲရင်ဇရိုက်ကပြတ်တတ်တာပဲကွာဒီလောက်ငွေအများကြီးကိုသူမြင်တော့သူလက်စိတ်တက်ပျက်စီးသွားမှာပေါ့ငါတို့ကိုဝေစုခွဲမပေးခြင်းမူအဲ့ဒါကြောင့်သူဒီလိုမျိုးရိုးသားခြင်းအောင်စောင့်နေတာဖို့တော့မင်းဘာလို့လူတယောက်ကိုမဟုတ်မမှန်နေဆွဆွဲနေရတာလဲကွာဟုတ်တာပြောနေတာဦးလေးစဉ်းစားကြည့်9ရက်ကြာလို့ပိုင်ရှင်မတွေ့သေးဘူးသူ့မှာအမှန်တကယ်ပြန်ပေးခြင်းနဲ့စိတ်သာရှိခဲ့ရင်ကြေးရွာအဖွဲ့စီကိုတွားပြီးအပ်ထားပေးမှာပဲကောက်ရတဲ့ငွေပမာဏကိုဘယ်သူကိုမှမပြောဘူးဒါဖြစ်နိုင်တာက9000ရှိတယ်လို့ပြောပြီးကျန်တာကိုတိတ်လေးသူယူထားဖို့ပေါ့အဲ့ဒီအချိန်မှာပဲရဲမောင်ကကုန်တင်လဲနဲ့ဘေးကနေဖြတ်သွားတော့သူ့အကြောင်းပြောနေတဲ့စကားတွေအကုန်လုံးကိုသူကြားလိုက်ရတော့တာပေါ့ဟုတ်တော့မင်းစကားကိုစင်ကျင်ပြောပါငါကတခိုးလည်းမဟုတ်တယ်လို့ဘာအတွက်မှလည်းဟန်ဆောင်နေသူမဟုတ်ဘူးကွဒီမှာဘယ်တခိုးကခိုးတယ်လို့ဝန်ခံဘူးလို့လဲမင်းလုံရက်တွေကဒီလောက်ရှင်းနေတာပဲဟာကျွန်တော်နေရောညောပိုင်ရှင်ကိုရှာနေတယ်ပြီးတော့မင်းတို့ကငါနာမည်ကိုသုံးပြီးဒီလိုတွေပြောနေတာမင်းတို့မရှက်ကြဘူးလားဘာလို့ဒေါသထွက်နေရတာလဲအကိုရဲမောင်ကျွန်တော်တို့ဒီလိုပြောတာဘာဖြစ်လို့လဲအကိုသားရိုးသားတာမှန်ကန်နေဆိုရင်လူအများရှိမှအဲ့ကိုဖွင့်ပြပါအတွင်းမှာငွေဘယ်လောက်ရှိတယ်ဆိုတာပြစမ်းပါကျွန်တော်တို့လည်းကြည့်ရတာပေါ့ဘာလို့ပြရမှာလဲဒါကငါနဲ့ဒီငွေအိတ်ပိုင်ရှင်ရဲ့ကိုရေးကိုတာကိစ္စကွာမင်းတို့ရှိမှငါရိုးသားမှုကိုတက်သေးပြဖို့စစ်ဆေးဖို့လို့လားရဲမောင်သူတို့စကားကိုနားမထောင်နေနဲ့မင်းလှုပ်ရှားရှိတာကိုသာဆက်လုပ်ပါဒါပေမဲ့ဦးလေးသူတို့ကကျွန်တော်ဂုံတိတ်ခါကိုစော်ကားနေကြတာလေကျွန်တော်စင်းရဲခြင်းစင်းရဲမယ်ဒါပေမဲ့စိတ်ဓာတ်ကတော့မစင်းရဲဘူးဗျဂုံတိတ်ခါဟုတ်လားခွေးပါဇက်ကနတ်စကားထွက်ပြန်ပြီငွေရှိရင်ဂုံတိတ်ခါဆိုတာသူ့အလိုလိုနောက်ကလိုက်လာတာပဲကွရဲမောင်မင်းကအခွင့်အရေးကိုခြေနဲ့ကန်ထုတ်နေတာကွဒီလိုနဲ့စကားအခြေတင်ပြောကြရင်ရဲမောင်ကဘာစကားမှမပြောတော့ပဲဒေါသနဲ့ဝမ်းနဲ့ချင်းကြောင်အဲ့ဒီကနေထွက်ခွာသွားခဲ့တယ်ဒီနေ့လည်းပိုင်ရှင်မတွေ့လာဘူးလားမတွေ့ဘူးဒါပေမဲ့ရွာကလူတွေမျက်လုံးထဲမှာတော့ငါတခိုးဖြစ်သွားပြီဘာဖြစ်လို့လဲရဲနောင်နဲ့ဖိုးတုတ်တို့ကတရွာလုံးကိုရှောက်ပြောနေကြတယ်ကွာငါကငွေကိုခိုးယူဖို့ကြံစီနေတယ်လို့လူတိုင်းကငါ့ကိုတန်တရားမျက်လုံးနဲ့ကြည့်နေကြတယ်ကျမလည်းကြားခဲ့တယ်ဒီလောက်ဒုက္ခခံရတဲ့ရိုးသားမှုအတွက်ဒီလိုမျိုးပြန်ဆုချီးမြှင့်ကြတာလားငါအရင်စိတ်ညစ်နေပြီအေဂရီရဲ့ဒီလိုမျိုးစကားမပြောပါနဲ့ရှင်ဘာမှမမပါဘူးဒီနေ့ရှင်ကိုတန်တရားစိတ်နဲ့ကြည့်တဲ့သူတွေအကုန်လုံးမနှက်ဖြန်ရှင်ကိုချီးကျူးကြပါလိမ့်မယ်အဲ့ဒီမနှက်ဖြန်ကဘယ်တော့လဲမရောက်လာခင်ကသူတို့တခိုးဆွဆွဲတာခံရပြီးတည်သွားလိမ့်မယ်ငါမခံနိုင်တော့ဘူးမနှက်ဖြန်ကဒီငွေအိတ်ကိုရက်ရွာအဖွဲ့စီပေးလိုက်တော့မယ်ငါဒီဝင်တို့ကိုထမ်းပြီးမနေချင်တော့ဘူးဟာဒါပေမဲ့ရှင်ကကိုယ်တိုင်ပိုင်ရှင်ကိုရှာပြီးပေးမယ်လို့ပြောခဲ့တယ်လေငါမကြောင့်ဒီလိုအခြေအနေတွေဖြစ်လာတာငါထင်ခဲ့တာငါလုံနိုင်လိမ့်မယ်လို့ဒါပေမဲ့ငါမရခဲ့ဘူးလူအဖွဲ့အစည်းရဲ့မျက်လုံးထဲမှာငါကအခုလောဘသားတယောက်တခိုးတယောက်ဖြစ်နေပြီကွမဟုတ်ပါဘူးရှင်တခိုးမဟုတ်ပါဘူးရှင်ကအယိုးသားဆုံးလူသားဘယ်သူကပါပြောဘာမှပြောင်းလဲမသွားဘူးဒါပေမဲ့ငါမှရှိတာဆိုလို့တခုတည်းသောအောက်ကိုရာကငါဂုံတိတ်ခါအခုဒါကလည်းပြောက်ကွယ်သွားတော့မယ်ကွဒီလိုနဲ့နောက်တနေ့မနက်မိုးလင်းတဲ့အခါသူတို့အိမ်ရှိကိုဦးလေးရောက်လာခဲ့တယ်ရဲမောင်ရှိလားမြန်ထွက်လာခဲ့စမ်းပါဦးဘာဖြစ်လို့လဲဦးလေးဘာဖြစ်လို့လဲဒီလောက်ဆိုကြီးဈေးထဲမှာလူတယောက်အယူတယောက်လိုရှောက်မေးနေတယ်သူ့ငွေအိတ်ပြောက်သွားတယ်လို့ပြောနေတယ်ကြည့်ရတာလူကောင်းသူကောင်းပုံစံပဲကွတကယ်လားဦးလေး
သူ့ပဲမှာလဲငါသူ့ကိုမြစ်ဆွေဆိုင်မှာခဏထိုင်ခိုင်းပြီးထွက်လာတာကွမင်းသွားပါဒါပေမဲ့တတိတော်ထားတေချောင်အောင်သူ့ကိုမေးရမယ်နော်ကျွန်တော်လိုက်ခဲ့မယ်ဦးလေးအေဂရီမင်းလည်းငါ့ကိုစူတောင်းပေးပါအောင်အကိုကျွန်တော်ခုဘလို့လုပ်ရမလဲကျွန်တော်သမီးအတွက်ခြေတာထားတဲ့ငွေတွေအားလုံးအဲ့ဒီအိတ်ထဲမှာရှိတယ်ဗျမင်းမစိုးရိမ်ပါနဲ့ရဲမောင်ကောက်ရထားတဲ့အထုပ်ကမင်းဟာသာဆိုရင်မင်းတေချာပေါက်ပြန်ရမှာပါကဲဒီမှာရဲမောင်ရောက်လာပြီအကိုလားငွေအိတ်ပြောက်သွားတယ်ဆိုတာဟုတ်ပါတယ်ညီတော်ကျွန်တော်ငွေအိတ်ပြောက်သွားတာကောက်ရထားတဲ့သူကအကိုလားဟုတ်တယ်ကျွန်တော်88ရှာတွေ့ထားတယ်ဒါပေမဲ့ဒီဟာကမင်းဟာဟုတ်မဟုတ်ကိုတော့ငါစစ်စစ်ရလိမ့်မယ်ရပါတယ်ခင်ဗျားမေးချင်တာမေးပါကောင်းပြီအိတ်ကဘာနဲ့လှုပ်ထားတာလဲဘာရောင်လဲအုံးခွင်ရောင်တရေအိတ်အပေါ်ကဖဲချိုးနဲ့စီးထားတယ်အတွင်းမှာငွေဘယ်လောက်အတိအကျရှိလဲအတိအကျဆိုရင်2,2500ကျပ်ငွေပမာဏအကြောင်းကြတော့ရဲနှောင်နဲ့ဖိုးတိုတို့ရဲ့မျက်လုံးတွေပြုတ်ပြီးပါးစပ်တွေဟာသွားခဲ့တယ်ငွေနဲ့တို့တခြားတစ်ခုခုရှိလားဘာလဲဆိုတာမင်းတယောက်တည်းသိတာဟုတ်တယ်ရှိတယ်ငွေတွေရဲ့အောက်ကစာရွက်ကလေးတစ်ရွက်ပေါ်မှာကျွန်တော်သမီးနာမည်ရေးထားတယ်ပြီးတော့အဟောင်းတစ်ကြက်တန်လေးလည်းရှိတယ်အဲ့ဒါကျွန်တော်အမေပေးခဲ့တာတစ်ဖက်ကဖြေတဲ့ဒီစကားတွေကိုကြားပြီးတဲ့နောက်ရဲမောင်မှာတန်တရားစိတ်လုံးဝမရှိတော့ဘူးသူမြ мян အိမ်ကိုပြန်သွားပြီးအိတ်ကိုယူလာတယ်ကြည်စမ်းမအောင်ဒါမင်းဟာလားငွေတွေလည်းရေတွက်ကြည့်ပါအောင်ပြေးမပြေးဆိုတာတစ်ဖက်ကငွေအိတ်ပြောက်သွားတဲ့လူကအိတ်ကိုကြည့်ပြီးသူ့မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းလာတယ်ဟုတ်တယ်ဒါကျွန်တော်အိတ်ပါဖျားသခင်မင်းကိုကောင်းချီးပေးပါစေကျွန်တော်မင်းရဲ့ဒီကျေးဇူးကိုဘယ်လိုဆက်ရမှန်းတော့မသိတော့ပါဘူးဒါကျေးဇူးတင်စရာမဟုတ်ပါဘူးဒါကျွန်တော်တာဝန်ပါအဲ့ဒီအချိန်မှာပဲငွေထုတ်ပိုင်ရှင်ကအထုပ်ထဲကနေငွေထုတ်တစ်ထုပ်ကိုယူလိုက်ပြီးရော့ယူပါဒါကျွန်တော်ဘက်ကနေခမရအတွက်လုပ်ပေးနိုင်တဲ့ပမာဏသေးသေးလေးပါကျေးဇူးပြုပြီးမင်းညင်းပါနဲ့ဗျာကျွန်တော်ဒါကိုတော့ညင်မရစေကျွန်တော်ဒီငွေကိုမယူနိုင်ပါဘူးဒါပေမဲ့သူ့ကိုအတင်းမပေးနဲ့သားသူယူတောင်းမှုကောင်ကသူ့အတွက်အကောင်းဆုံးစုပါပဲကောင်းပြီအကိုဒီငွေကိုမယူဘူးဆိုရင်ကျွန်တော်မှာတခြားနည်းလမ်းတစ်ခုရှိတယ်အကိုနာမည်ကရဲမောင်ဟုတ်လားအကိုဘာလုပ်တယ်လဲကျွန်တော်ကုန်ထမ်းသမားတစ်ယောက်ပါအကိုဒီနေ့ကစပြီးကုန်မထမ်းတော့နဲ့မြို့ထဲမှာကျွန်တော်အထည်ဆိုင်ရှိတယ်အကိုကျွန်တော်ဆိုင်မှာမန်နေဂျာအဖြစ်တာဝန်ယူပါအကိုလိုရိုးသားတဲ့လူကိုကျွန်တော်တကယ်လိုအပ်တယ်ကျွန်တော်စာရေးတဲ့ဖက်တဲ့မဟုတ်ဘူးကျွန်တော်မန်နေဂျာအဖြစ်ဘယ်လိုလုပ်နိုင်မှာလဲရိုးသားမှုကအကြီးဆုံးအရေးချင်းမှာအကိုကျန်တာတွေကိုကျွန်တော်အကိုကိုသင်ပေးမယ်အကိုမိသားစုနဲ့အတူနေထိုင်စားသောက်ရေးအကုန်လုံးကျွန်တော်တာဝန်ယူပေးရစီကဲသူသဘောတူတယ်ပဲထားလိုက်တော့စဉ်းစားမနေနဲ့တော့ရဲမောင်သဘောတူလိုက်တော့ဖះသက်ခင်ကမင်းဘက်ကိုမျက်နှာသာပေးနေပြီကောင်းပါပြီကျွန်တော်သဘောတူတယ်ဒီလိုနဲ့ရိုသားသူရဲမောင်တို့မိသားစုဟာမန်နေဂျာဖြစ်နေတသက်လုံးမပူမပင်ရပဲနေထိုင်သွားရတော့တဲ့ကွယ်ပြည်သက်တို့လည်းကိုပစ္စည်းမဟုတ်တဲ့အရာတွေကိုမယူခြင်းနဲ့ရိုသားကြရမယ်နော်ရိုသားတဲ့ကောင်ဟာတသက်လုံးစောင့်မကုန်ဘူးဆိုတာလည်းမှတ်ထားကြရမယ်နော်ကျေးဇူးတင်ပါတယ်